မင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီနေ့ပေါ့နော်ဒါ HUSD ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ရွှေကဒါမနေ့ကလည်းဒါတက်သွားတယ်9420အထိပေါ့နော်ဒါမနေ့ကဒီမှာဆိုရင်တက်ခဲ့တဲ့ဈေးတန်းဒီမှာတက်သွားပြီးတော့ကျွန်တော်အောက်ကိုပြန်ဆင်းလာတာပေါ့နော်ဆင်းလာကျွန်တော်9000 9000အထိပေါ့နော်ဒါ9000ဝန်းကျင်အထိဒါဆင်းလာတယ်ဆိုတော့ဒီမှာကျွန်တော်တို့ကမနေ့ကကျွန်တော်ပြောတာကျတော့ဒါဂက်လာဖြည့်နိုင်တယ်လို့ပဲပြောတာပေါ့နော်ဂက်လာဖြည့်နိုင်တယ်ဒါပေမဲ့ဂက်ဖြည့်ပြီးတဲ့နောက်မှာသူကအောက်ကိုမနေ့ကရွှေရအောက်ကိုဆင်းချသွားတာပေါ့နော်ဒါ9000ဝန်းကျင်အထိကိုဆင်းသွားတယ်ဆိုတော့ဒါမနေ့ကတော့ဒါအတက်ပြပြီးတော့ဒါအကြအားပြန်ယူသွားတဲ့သုံးပေါ့နော်ဒီမှာကျွန်တော်ကြည့်ကြည့်လိုက်မယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကဒီနေ့ပေါ့နော်ဒီနေ့ရောဆိုတော့ကျွန်တော်ဒီနေ့ရောဘယ်နေရာမှာဝယ်ရမလဲဆိုရင်ကျွန်တော်ကဒီမှာ confirmation ဇုံစောင့်မယ်ဒီမှာကျွန်တော်ဆွဲထားတဲ့ဇုံနဲ့ resistance ဈေးတန်းနှစ်ခုပေါ့နော်9250နဲ့ဒါ9300ဒီ30ပေါ့နော်ဒီဝင်းကျင်ကျွန်တော်ကြည့်ကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်ကအဝယ်ဇုံကကျွန်တော်ဒီ9120လောက်မှာကျွန်တော်ဝယ်ပါ9120ဆိုရင်ဝယ်လို့ရတယ် okay ဒါဆိုရင်ကျွန်တော်တို့ကြည့်ကြည့်လိုက်ဒါ SN ကတော့ကျွန်တော်မထိနိုင်တော့လဲအကွာဝေးမှာသွားထားမယ်နော် SN ဘယ်လောက်ထားမလဲဆိုရင်ကျွန်တော် store log ကနည်းနည်းရွှေ့ထားမယ်ပေါ့နော်9085ဒီဝန်းကျင်မှာ sorry 9085ဝန်းကျင်မှာဒါထားလို့ရတယ် okay ဆိုတော့အဝယ်တွေက9120ဒီမှာ take profit က9250အထိကိုယူလို့ရတယ် okay ဒါပေမဲ့9250အထိယူပြီးကျွန်တော်က10 entry ပြန်ဝင်မယ်နော်ဒါဆိုရင်ဒါကဒီ H1 time frame မှာဒါကျွန်တော်ဒီရေတို့ဒါကျွန်တော် daily profit ယူတဲ့ trader တွေအတွက်ပေါ့နော်ဒါအရန်အဆင်ပြေတဲ့ဇုံတွေပါဒီမှာကျွန်တော်9250မှာကျွန်တော်အယောင်ရေတို့ short term ဝင်လို့ရတယ် okay ဒါဆိုရင်ကျွန်တော်9250မှာ short term ဝင်ပြီးရင်ကျွန်တော် TP ကတော့ကျွန်တော်ဘယ်လောက်ထားမလဲဆိုရင်ဒီမှာပေါ့နော်ဒီလောက်ထားလို့ရတယ် okay 9180လောက်ပေါ့နော်9180ဒီဝန်းကျင်ထီကိုဒါထားလို့ရတယ်နည်းနည်းလေးတော့ရှုပ်သွားမယ်ကျွန်တော်ဆွဲတဲ့မြင်းကြောင်တွေကနည်းနည်းများသွားတယ်ပေါ့နော်ဒီနေ့တော့ sorry ပြင်ဖြတ်လိုက်မယ်နော် okay ဒီလောက်ထိထားလို့ရတယ်ဆိုတော့ကျွန်တော်အပေါ်မှာဆွဲထားတယ် order block ကကျွန်တော်ဒီ9420 okay ဒါကတော့မနေ့ကဒီနေ့တစ်ပတ်ထဲမှာဒါအမြင့်ဆုံးရောက်ခဲ့တဲ့ဈေးတန်းပေါ့နော်ဒီမှာ9420ကနေပြီးတော့ပြန်ပြီးတော့ပူးပဲပြန်လာတာဘယ်အထိပူးပဲပြန်လာလဲဆို9000ဒီဝင်းချင်းထိဒါ9000ဈေးတန်းထိသူကပူးပဲပြန်လာပြီးတော့ပြန်တက်တာပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့ပြန်တက်နိုင်ကြီးရှိတယ်ဘာလို့လဲဆိုတော့ဈေးမနေ့ကပိတ်သွားတယ်ပိတ်ကလည်း9100ရဲ့ထက်မှာပိတ်သွားတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကအကြအားကဒါ9100ထိလို့ဒါပြောလို့ရတယ်ပေါ့နော်9100ထိဆိုတော့အဝယ်တွေကကျွန်တော် confirmation ဆိုတော့ဒါ9120ပါ short term ရေတို့က9250ရောင်းလို့ရတယ် take profit ကျွန်တော်တို့ long buy order တွေအတွက်9250ဒါယူလို့ရတယ်9320 30ပေါ့နော်ဒီထိယူလို့ရတယ်ဆိုတော့ဒီနေ့ဒီလိုလေးဖြစ်ပါတယ်ဆိုတော့ဒီနေ့မှလည်းကျွန်တော်မိတ်ဆွေတွေအမြဲရကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် analysis လေးတွေလုပ်သွားပါမယ်daily sick နဲ့ကျွန်တော်နေ့စဉ်ပေးနေတဲ့ sick တွေရှိပါတယ်အဲ့မှာရယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ channel မှာ join ထားလို့ရပါတယ် Telegram channel မှာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီလပေါ့နော်ကျွန်တော်ဒီ match လာထဲမှာကျွန်တော်ရန်ကုန် Monthly offline လက်ရှိပါတယ်visit ကစားပြီးတော့ကျွန်တော်တင်ပေးတာဖြစ်တဲ့အတွက်စာတွေလက်တွေကျွန်တော်တက်လို့ရပါတယ်မတက်ရသေးတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်